အာဖရိကဖလားချန်ပီယံဆုကိုစီနီဂေါစီကရုပ်သိမ်းပြီးမော်ရိုကိုကိုလွှဲပေးအာဖရိကဘောလုံးဖွဲ့ချုပ်ဟာအာဖရိကဖလားချန်ပီယံဆုကိုစီနီဂေါစီကနေရုပ်သိမ်းပြီးမော်ရိုကိုကိုလွှဲပြောင်းပေးအပ်လိုက်ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကစားခဲ့တဲ့ဘိုလူပွဲမှာအင်ရှင်မော်ရိုကိုဟာအချိန်ပိုမှာစီနီဂေါကိုရှုံးပြီးဒုတိယနဲ့ကျေနပ်ခဲ့ရတာပါ။မော်ရိုကိုဘက်ဘိုလူပွဲမှာစီနီဂေါကစားသမားတွေဟာမော်ရိုကိုဘက်ကိုပယ်နယ်တီပေးတာကိုမကျေနပ်လို့ပွဲဆက်မကစားဘဲကွင်းထဲကထွက်သွားခဲ့တဲ့အပြုအမူကိုပြန်လည်သုံးသပ်ပေးဖို့အာဖရိကဘောလုံးဖွဲ့ချုပ်ကိုအယူခံဝင်ခဲ့တာပါ။အာဖရိကဘောလုံးဖွဲ့ချုပ်ကပြန်လည်သုံးသပ်စစ်ဆေးခဲ့ပြီးနောက်မှာစီနီဂေါကစားသမားတွေကွင်းထဲကထွက်သွားတာဟာအာဖရိကဖလားပြိုင်ပွဲအတွက်ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ရက်ကိုချိုးဖောက်ရာရောက်တယ်လို့ဆုံးဖြတ်ပြီးစီနီဂေါကိုဘိုလူပွဲမှာ3ဂိုးကိုမရှိနဲ့ရှုံးပေးခဲ့တာပါစီနီဂေါဘောလုံးဖွဲ့ချုပ်ဘက်ကအာဖရိကဘောလုံးဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီးအယူခံဝင်ဖို့လည်းစီစဉ်နေပြီဖြစ်ပါတယ်ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kick-Off Arena Online Service ရှိပါတယ်555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်